ဇနီးဖြစ်သူဟာသူမမှာဥမရနိုင်တော့တဲ့ကင်ဆာဝေဒနာခံစားနေရမှန်းသိလိုက်ရတဲ့အချိန်မှာပဲသူမရဲ့ခင်ပွန်းကသူမရဲ့အရင်းနှီးဆုံးတငယ်ချင်းနဲ့ဖောက်ပြန်နေတာကိုသိရှိသွားခဲ့ပါတယ်။ကိုဆိုးရာကခင်ပွန်းဖြစ်သူဟာဒေါသအလျောက်တွန်းထုတ်လိုက်ရကနေအန်နာရဲ့ဦးခေါင်းဟာကော်ဖီစားပွဲနဲ့ပြင်းပြင်းထန်ထန်ရိုက်ပြီးသွားခဲ့ပါတယ်။ကင်ဆာထက်သိန်းကပုံမြင်ရောက်လာလိမ့်မယ်လို့သူမမထင်ထားခဲ့မိပါဘူး။ဒါပေမဲ့အန်နာဟာအတိတ်ဘဝကအနှက်တရံတွေနဲ့အတူလွန်ခဲ့တဲ့10နှစ်ကအချိန်ကိုပြန်လည်ဝင်စားခွင့်ရရှိခဲ့ပါတယ်။အတိတ်ကအဖြစ်ဆိုးတွေထပ်မဖြစ်အောင်တားဆီးဖို့အတွက်အန်နာဟာသူမရဲ့ခင်ပွန်းနဲ့တငယ်ချင်းဖြစ်သူတို့ကိုအတူတူရှိနေအောင်စီစဉ်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါကြောင့်သူတို့၃ယောက်အတူတူထမင်းစားဖို့စီစဉ်ခဲ့ပါတယ်။တငယ်ချင်းဖြစ်သူကသူမရဲ့ပကံထဲမှာအစားအစာတွေအများကြီးပုံထည့်နေတာကိုမြင်တော့အန်နာသိလိုက်ပါတယ်။အရင်ဘဝကအနိုင်ကျင့်ခံခဲ့ရမှုတဲ့အတွေ့အကြုံကြောင့်ဒီတစ်ချိန်မှာတော့သူမဟာအစိုးညင်မတွေကိုကြိုတင်သတိထားနေခဲ့ပါတယ်여기 다칠 데는 없어? 에이, 이거 자기가 제일 아끼던 셔츠. 오딱티크. 냅킨. 아, 냅킨. အန်နာတန့်စင်ခံသွားတဲ့အချိန်မှာတစုံတစ်ယောက်ကလစဉ်သုံးပစ္စည်းမိကြံခဲ့လို့အကူအညီတောင်းနေတာကိုကြားလိုက်ရပါတယ်အန်နာကချက်ချင်းပဲအကူအညီပေးခဲ့ပြီးတစ်ဖက်လူရဲ့ဘောင်းမီဘောကအစောထင်းတွေကိုဖုံးအုပ်ပေးဖို့သူမရဲ့အဝတ်အစားကိုပေးခဲ့ပါတယ်အဲ့ဒီလူမီယာကအရန်ကိုစိတ်လှုပ်ရှားသွားပြီးအန်နာကိုချီးကျူးစကားဆိုပါတယ်အန်နာကတော့ဘယ်သူပဲဖြစ်ဖြစ်ဒီလိုပဲကူညီမှာပါလို့အလိုက်တဲ့ပြန်ပြောပေမဲ့မီယာကတော့စောစောကတယောက်ကတော့ကူညီဖို့ညှင်းဆန်တဲ့အပြင်နှောင်ပြောင်သွားသေးတယ်လို့ပြောပြပါတယ်အန်နာဟာအဲ့ဒီလူဟာတန့်စင်ခံကိုခုလေးတင်သွားထားတဲ့သူမရဲ့တငယ်ချင်းမှန်တန်းတိလိုက်ပါတယ်ဒါနဲ့ပဲအန်နာကမီယာကိုထမင်းစပွဲမှာအတူတူပါဝင်ဖို့ဖိတ်ခေါ်လိုက်ပါတယ်သူမရဲ့တငယ်ချင်းကိုတင်ကန်းစာပေးဖို့ခွင့်ရယူလိုက်တာပါချက်ခင်မုန်းဖြစ်သူကသူ့အင်ဂျီမှာအစောထင်းတွေပေးသွားလို့စိတ်တူနေချိန်မှာမီယာကမီးလောင်ရလေးပင်လုပ်လိုက်ပါတယ် 이거 명품 아니에요? 150만 원인가 180만 원인가? 그 정도는 아니야. 한 120만 원 좀 넘었나? ငွေချင်းဖြစ်သူကအင်ဂျီကိုပြန်မလျှော်ခြင်းတဲ့အတွက်ဂျက်ကိုချစ်စပွဲပုံစံနဲ့တနာစရာကောင်းအောင်ဟန်ဆောင်ပြပါတယ်ဂျက်ကလည်းအဲ့ဒီအမူအရာကိုမခုခံနိုင်ခဲ့ရပါတယ် 괜찮아요. 신경 쓰지 마요. 식사하세요. 네. 괜찮아요? 역시 박 때리는 능력이 있으니까 최고. 수민 씨도 နှစ်ယောက်သားပြောပပစကားပြောနေတာကိုကြည့်ပြီးအန်နာယုံရှာမိပါတယ်မီယာကရေတစ်ခွက်သွားယူဖို့လုပ်တဲ့အခါအန်နာတငယ်ချင်းကငါအတွက်ပါတစ်ခွက်ယူခဲ့ပေးလို့ခိုင်းပါတယ်ဒါပေမဲ့မီယာကကျမကဘာလို့ယူပေးရမှာလဲရှင်ကကုမ္ပဏီမှာအလုပ်လုပ်ဖို့ရောက်နေတာဆိုတော့ရှင်းအလုပ်ကိုကျမကပိုစားလုပ်ပေးရမှာလားလို့ပြောလိုက်တဲ့အတွက်တငယ်ချင်းဖြစ်သူဟာအရှက်ရသွားပါတယ်အန်နာကိုကားလဲစားချေဖို့အတွက်တငယ်ချင်းဖြစ်သူဟာအန်နာချစ်သူကိုတမင်တက်တက်မြူဆွဲပြီးကျန်းတဲ့လူလုံးပြဖျော်ပေလုပ်နေပါတယ်ဒါပေမဲ့ဒါဟာအန်နာအလိုချင်ဆုံးအရာပဲဖြစ်ပါတော့တယ်